คุณเป็นใครမင်းဘသူလဲคุณเป็นใครမင်းဘသူလဲผมชื่ออายุ25ปีครับဖုံချူကျွန်တော်နာမည်ပေါ့နော်နာမည်ထည့်လိုက်ပေါ့အာယူကျော်ဆိုလဲကျော်ဆိုလဲဆိုဖုံချူဆိုအာယူ25ปีครับကျွန်တော်နာမည်ကဆိုပါအသက်25နှစ်ရှိပါပြီผมชื่ออายุ25ปีครับเคยทำงานอะไรมาก่อนไหมเคยทำงานอะไรมาก่อนไหมအရင်ကဘာလုပ်ဖို့လဲเคยทำงานอะไรมาก่อนไหมมีประสบการณ์ไหมมีประสบการณ์ไหมมีประสบการณ์ไหมအတွေ့အကြုံရှိလားมีประสบการณ์ไหมเคยทำงานที่โรงงานร้านค้ามา2 ปีครับเคยทำงานที่โรงงานစက်ရုံโรงงานဆိုတာစက်ရုံပေါ့နော်ရန်ကားမှာ2 ปีครับဆိုင်ရန်ကားဆိုတာကဆိုင်အရင်ကစက်ရုံသို့မဟုတ်ဆိုင်မှာနှစ်အလုပ်လုပ်ဖို့ခဲ့ဖူးပါတယ်ဗျာเคยทำงานที่โรงงานร้านค้ามา2 ปีครับงานนี้เหนื่อยนะทำไหวไหมงานนี้เหนื่อยนะทำไหวไหมဒီအလုပ်ကိုလုပ်နိုင်ပါမလားงานนี้เหนื่อยนะทำไหวไหมทำไหวครับผมเป็นคนขยันครับทำไหวครับผมเป็นคนขยันครับဟုတ်ကဲ့လုပ်နိုင်ပါတယ်ကျွန်တော်အလုပ်ကြိုးစားပါမယ်ทำไหวครับผมเป็นคนขยันครับค่าแรงวันละเท่าไหร่ครับค่าแรงวันละเท่าไหร่ครับค่าแรงวันละเท่าไหร่ครับတရက်ကိုလစာဘယ်လောက်ရမလဲခင်ဗျာค่าแรงวันละเท่าไหร่ครับให้วันละ350 บาทครับให้วันละ350 บาทครับတနေ့ကို350 บาทပေးပါမယ်ให้วันละ350 บาทครับတနေ့ကို350 บาทပေးပါမယ်วันหยุดคือวันไหนครับวันหยุดคือวันไหนครับวันหยุดคือวันไหนครับအလုပ်နာရက်ကဘယ်နေ့လဲခင်ဗျวันหยุดคือวันไหนครับหยุดทุกวันอาทิตย์ครับหยุดทุกวันอาทิตย์ครับหยุดทุกวันอาทิตย์ครับတနင်္ဂနွေနေ့တိုင်းနားရက်ပေးပါတယ်วันหยุดคือวันไหนครับเริ่มงานได้เมื่อไหร่ลำงานได้ครับลำงานได้เมื่อไรဘယ်တော့အလုပ်စဝင်နိုင်မလဲเริ่มงานได้เมื่อไหร่ဘယ်တော့အလုပ်စဝင်နိုင်မလဲเริ่มงานได้ตั้งแต่วันพรุ่งนี้ครับลำงานได้ตั้งแต่วันพรุ่งนี้ครับမနေ့ပြန်ကစားပြီးအလုပ်ဝင်နိုင်ပါတယ်ခင်ဗျမနေ့ပြန်ကစားပြီးအလုပ်ဝင်နိုင်ပါတယ်ခင်ဗျเริ่มงานได้ตั้งแต่วันพรุ่งนี้ครับနောက်ထပ်အလုပ်နဲ့ဆိုင်တဲ့ဟာတွေကတော့ခါပရာလောအခလာစာ OT ค่าแรง OT ချိန်ပုံစင်နာပေါ့နော်สวัสดิการสวัสดิการဆိုတာခံစား권ပေါ့နော်နေစရာတွေအစားတော့တစ်ခုခုပေါ့ที่พักที่พักဆိုတာကနေစရာနေရအဲ့ဒါတွေရှိလားဆိုပြီးတော့မေးတဲ့နေရာမှာသုံးတဲ့စကားလုံးလေးပါထိုင်းစကားလေးလာတဲ့နေရာမှာမြန်မာစာကတော့ဖတ်လို့ရအောင်ပဲထည့်ပေးထားတာပေါ့နော်တကယ်တမ်းကတော့ထိုင်းအတန်ထွက်ကိုပဲနားထောင်ပြီးတော့မှမြန်မာစာနဲ့မှန်းပြီးတော့မှပြောရတဲ့အနေထားဖြစ်ပါတယ်ဗျမြန်မာတန်ထွက်ကိုထိုင်းတန်ထွက်ကိုမြန်မာစာကတိတိကျကျတန်ထွက်အောင်ရေးလို့မရတဲ့အတွက်ကြောင့်ခံမှန်းပြီးရေးရတဲ့အနေထားဖြစ်တယ်နော်ဒါကြောင့်မို့ထိုင်းတန်ကိုနားထောင်ပြီးတော့မှမြန်မာထိုင်းတန်ကိုနားထောင်ပြီးတော့မှတန်ထွက်ရမှာဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ subscribe မလုပ်ရသေးရင်လည်းပဲ subscribe လေးလုပ်ထားပေးနော်အဲ့ဒါမှနောက်တင်နိုင်သိရမှာဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်10လုံးလာမယ်အသင်ပြင်ထားငါဆက်ကြိုးစားအချိန်မြင့်ပြီးပြတ်မှတ်ကိုချိန်ထားမမတ်မိရင်ပြန်နာထောင်ထက်ခါနာထောင်နောက်ထပ်10လုံးထပ်လာရင်သီးဖို့ subscribe လုပ်ထားကြလေအခုပဲလုပ်ထားလိုက်ပါ